ရဟန်းတွေနဲ့ဖုန်းကြီးတွေတက်ဆွရှုံးစေခဲ့တဲ့ဒီ17နှစ်အရွယ်ကောင်လင်းကိုတော့မြန်မာပြည်ကသူတွေလည်းသတင်းကြားမိမယ်လို့ထင်ပါတယ်အခုသူ့ရဲ့မိသားစုတွေကိုလည်းစုံစမ်းစစ်ဆေးရေးဖွဲ့တွေကစစ်ဆေးမိတဲ့အခါမှာဖက်ဆိုထားတဲ့သတင်းရတော့ကလေးရမိခင်ကသူ့ရဲ့သားကကားတစ်ခါမှမမောင်းဘူးတဲ့ကြောင်းမိဘရဲ့ကားကိုပထမဆုံးချိန်ထုံမောင်းတာဖြစ်ပြီးတော့မြင်မြင်ချင်းတားလိုက်ဖို့ကြိုးစားပေမဲ့မမီလိုက်လို့ရဲစခန်းကိုကားတိုင်းမှုမဖြစ်ခင်မှာအရင်ဆုံးအမြတ်ဆုံးအကြောင်းကြားခဲ့တယ်လို့ထွက်ဆိုထားပါတယ်ကလေးရဲ့ဘားကိုယ်တိုင်ကလည်းသူ့ရဲ့မြည်ဖြစ်သူကအထူးလိုအပ်ချက်ရှိတဲ့သူဖြစ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအပြုမှုပိုင်းဆိုင်ရာမှာလည်းသူများနဲ့မတူပဲအထူးဂရုစိုက်ရတဲ့သူတို့ဖြစ်ကြောင်းထွက်ဆိုထားပါတယ်ကလေးကကားကိုမောင်းပြီးအိမ်ကထွက်လာတာနဲ့မိခင်ကရဲကိုချက်ချင်းဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်တာရဲ့ကောင်လေးကစစ်ဆေးရေးဂိတ်ကိုဖျက်ကျော်ပြီးမှမြို့တွေကိုဦးတီမောင်းနေကျော်ဖြတ်သွားပြီးကမှဖုန်းကြီးရဟန်းတွေကိုဝေတိုက်မိတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာရဲ့အသက်မပြည့်တာရဲ့ကြောင့်အရေးယူလို့မရဘူးလို့လည်း online မှာပြန့်နှံ့နေပါတယ်ပြီးတော့လည်းနောက်ထပ်သတင်းတွေရတော့ဒီကောင်လေးက online မှာလည်းကားမောင်းတင်ထားဘူးတာလည်းမရှိဘူးအပြင်မှာလည်းကားမောင်းတင်ယူဘူးတာမရှိတဲ့သူတို့ကကားကိုမိုင်မောင်းများစွာမောင်းနေနိုင်ပြီးစစ်ဆေးရေးဂိတ်တွေကဖျက်ကျော်လာနိုင်တဲ့အပေါ်မှာတော့ထိုင်းပြည်သူတွေကတန်တရားတွေအများကြီးဖြစ်ပေါ်နေပါတယ်ဒါပေမဲ့လည်းဒီအချက်တွေက online မှာသာပြန့်နှံ့နေတာဖြစ်ပြီးတော့ထိုင်းအစိုးရရဲတပ်ဖွဲ့ရဲ့တရားဝင်ထုတ်ပြန်ချက်မဟုတ်သေးပါဘူးလက်ရှိမှာရဲတပ်ဖွဲ့ကသတင်းအထောက်အထားတွေကိုစုဆောင်းပြီးအမှုဖြစ်စဉ်မှန်ကိုဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ